မင်္ဂလာပါရှင်။ရိုင်းရတုကကွန်ဒိုမီနီယံရဲ့ BD Management တင်က2026 ဇန်နဝါရီလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Inlet Subdate တလုံးကိုတန်ရှင်းရေးပြုလုပ်ပေးခြင်း။ Ground floor ကားပါကင်အထွက်နေရာမှာရှိတဲ့ပန်းမင်ရေလောင်းတဲ့ပိုက်ကိုပြုပြင်ပေးခြင်း။ Kitchen room socket နဲ့မီးလုံးများကိုအသစ်လဲပေးခြင်း။အိမ်ရှင်များကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှုရအတွက်ခိုးချေးများကိုတန်ရှင်းရေးပြုလုပ်ပေးခြင်း။ဘေးစင်ပိုက်များ၊ဘေးစင်တက်များနဲ့အဝတ်လျှော်ဆက်ပိုက်များကိုစစ်ဆေးပြုပြင်ပေးခြင်း။ပန်းဟောက်ဆုံးအေဘက်မှာရှိတဲ့ overhead အတွင်းက flow switch အသစ်လဲပေးခြင်း။မီးလုံးကျိုးများကိုပြုပြင်ပေးခြင်း။အခန်းရှိမှာရှိတဲ့မီးလုံးများအသစ်လဲပေးခြင်း။ ground floor toilet အရှိမှာရှိတဲ့ဘေးစင်တက်ကိုအသစ်တက်ဆင်ပေးခြင်း။ ground floor space stand ထားတဲ့မီးကြောင်းများအသစ်လဲပေးခြင်း။ ground floor မှာရှိတဲ့ public exhaust fan မလဲတော့တဲ့အတွက်ကြောင့်ပြန်လည်ပြုပြင်တက်ဆင်ပေးခြင်း။ planter box အတွင်းမှာအပင်များစိုက်ပေးခြင်း။ echo socket အသစ်လဲပေးခြင်း။ ground floor ကားပါကင်အဝင်အထွက်ဂိတ်မောင်းနှံမှာအလိုအလျောက်အပွင့်ပိတ်ဖြစ်နေတဲ့အတွက်ကြောင့်ကတ်ရီတာစစ်ဆေးပြီးတော့ပြုပြင်ပေးခြင်း။ဘေးစင်များပြုတ်ထွက်နေတဲ့အတွက်ကြောင့်ဆီလီကွန်ထိုးပေးပြီးတော့ပြန်လည်တက်ဆင်ပေးခြင်း။ kitchen exhaust hose နဲ့ power socket မီးလုံးများအသစ်တက်ဆင်ပေးခြင်း။ဇုံအေးတလွာမှာ fire hose ကရေကျနေတဲ့အတွက်ကြောင့်စစ်ဆေးပြုပြင်ပေးခြင်း။ inlet pan မှာကျိုးပြတ်သွားတဲ့အတွက်ကြောင့်စစ်ဆေးပြုပြင်ပေးခြင်း။ floor panel breaker နှက်များစစ်ဆေးပေးခြင်း။ water heater ရေမလုံတဲ့အတွက်ကြောင့်စစ်ဆေးပြုပြင်ပေးခြင်း။လိုအပ်တဲ့အခန်းတွေမှာ ADS အသစ်လဲပေးခြင်းတို့ကိုပြုလုပ်ပေးပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာတော့2026ဖေဖော်ဝါရီလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုထပ်ပြီးတော့ပြပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။